တာတို့မေချွတ်ဆိုရနော်မေချွတ်ဆိုမနဲ့မေကိုလကားနေတာနေပါဦးဇမကြီးလည်းဆိုရသေးတယ်ရှင်မကြီးလည်းပိတ်ကန်သေးတယ်မေကပြန်လာအော်ခိကလည်းဘာမှအပြစ်မပြောကျွေးမွေးမပြေဆောင်ရဲ့စီမံမွေခံထိုက်စေလူညဝေးစောင့်နေမျိုးနဲ့ဝင်ငါးတွေတဲ့မြစ်တားပွဲအပြစ်အမြဲလို့ငါညီမဘယ်တော့မှမကြံအောင်လို့ပေးကြဘက်တွေရေမတင်တကယ်တော့မြေအလျင်လျောကာကြရအောင်ဩဃာတာကြောကြရမယ်အခုလိုအကြီးကျယ်ခမ်းနားဆိုခမ်းမကြီးမှာတူနိုင်အောင်ဘယ်လိုလုပ်ပေးတာလို့မေမွေးတာဖေကျွေးတာဒါကြောင့်မေခရုံးမဲလာမယ်ဒီကြောင့်လည်းငါအရွယ်ကလေးကလေးလောကရန်ကိုရင်ဆိုင်တွေ့ကြုံနေပါပဲနေနေတဲ့ခါအာသာကြီးကျလဲတမှုရိယနဲ့မာကျန်လက်ချက်စားမအားလနိုင်ရှာပဲလောကဓမ္မရာလောကဖြာပြာယုံခဲ့ရပြီချစ်တော်ဖေဖေချစ်တော်မေမေမတွေ့တာကြာလေလေကိုရွေးကလေးရလေလေရင်နဲ့တွေ့ဖာသာသမီများရာအတိုးချကြတော့ပါရစေမြတ်မောတောင်းဦးကျေးဇူးကုန်တွေဆက်လို့မကုန်မေဒီရာရဲ့တပေါင်းကလေးချယုံရနဲ့မိဘတို့ဝမ်းကြီးစရံမေမိဘတို့ဝမ်းကြီးစရံဟောလက်နှလုံးပခုံးလက်နဲ့တဲ့ဝမ်းတော်ကစီနဲ့လူဖြစ်အောင်ကျွဲမဲ့ချင်မတန်းရအောင်ပင်မကြည့်စွာမွေးမြူရပေဒီကျေးဇူးကုန်တွေညီညွတ်မှလို့တာတော်ပါလေလေကျေးဇူးရှင်ဖေဖေနဲ့မေမေဒီစီတောင်ကြီးကလေးဘဝကဒီစလုံးချောင်းကုန်တွေမမီလေးလေးကိုပြီးကိုရကိုဝါနေတာခက်လို့ဆူရိတ်ခံတွေမိချီလာကတော့ဟာလေးတွေတော့လာပြီးမာလိုက်တဲ့ကလေးတွေသမီးဖြစ်ချင်ရပြီလေစီတိုင်းကလေးဘဝကဒီစလုံးချောင်းကုန်တွေမမီလေးလေးကိုရကိုဝါနေကေတာခလုစူရိရေမိချီလာကတော့အပ်တာဟာလီတော့လာပြီးမမာလက်တဲ့ကလေးသမီးဖြစ်ချင်ပြီရာညို့လို့ရင်းပြီးပေးဝေအတက်ကိုလည်းပြင်စေတက်ကိုလည်းပြင်စေညာချင်းဝင်လာပါတဲ့စုံလင်မဝေကြီးမားသောမြတ်တာမျိုးနဲ့တာသမီအစိုးရကိုလည်းပြည်ရိုးထုံးစံမရှိခဲ့ပေပြည်ရိုးထုံးစံမရှိခဲ့ပေတို့ဘုရားတော်မှာမိဘကျေးဇူးချင်း